ဒုတိယအနေနဲ့ Premium Quality အပြင်ဈေးရေဈေး Julex Weather ရှိရာဆိုရင်ဒီသည့်ရာသီဥတုမျိုးကိုမဆိုအကောင်းဆုံးကာကွယ်ပေးနိုင်ပြီးနေရန်ပေါ်မှာရှိနေတဲ့ဆေးရောင်များကိုလည်းမူလဆေးရောင်အတိုင်း9နှစ်ကြာသည့်အထိလှပနေစေမှာဖြစ်ပါရဲ့ရှင်။တတိယအနေနဲ့ Premium Quality အတွင်းဆေးရေဈေး Julex Wash and Wear ဟာဆိုရင် Deep Technology ပါဝင်တဲ့အတွက်ကြောင့်နေရန်ပေါ်မှာရှိတဲ့ဘက်တီးရီးယားပိုးမွှားများပေါက်ဖွားခြင်းမှကာကွယ်ပေးနိုင်ပါတယ်။ဖိုးဖွားနဲ့ကလေးငယ်လေးတွေရှိတဲ့နေရာတွေအတွက်အထူးသင့်လျော်ပါရဲ့ရှင်။ဒါအပြင်နေရန်ပေါ်မှာရှိနေတဲ့ဖုံအညစ်အကြေးအဆွမ်းအချင်းများကိုအကြိမ်ပေါင်းများစွာအလွယ်တကူဆေးကြောနိုင်မှာပဲဖြစ်ပါရဲ့ရှင်။နောက်ဆုံးအနေနဲ့ Premium Quality အတွင်းဆေးရေဈေး Julex Standard ဟာဆိုရင် Pro Cover Plus ဖြစ်တာကြောင့်ဆေးပိတ်အားပုံမကောင်းမွန်ပြီးအခြားဆေးများထက်20%ကြီးရေပိုထွက်ပါရဲ့ရှင်။ရင်းနှီးတက်ခြင်းမှုတက်ခြင်းတို့ကိုကာကွယ်ပေးနိုင်တာကြောင့်တင့်အိမ်ရဲ့အဆောက်အဦနေရန်များဟာအမြဲတလွင်လှပနေစေမှာပဲဖြစ်ပါရဲ့ရှင်။ခုညီမပြပြပေးနေတဲ့နယ်သာလန်နိုင်ငံနည်းပညာနဲ့ထုတ်လုပ်ထားတဲ့ Julex အိမ်တုပ်ဆေးဟာဆိုရင်စင်ကာပူနိုင်ငံအသိအမှတ်ပြု Green Level Certificate ရရှိထားလို့အသုံးပြုသူရဲ့ကျန်းမာရေးကိုထိခိုက်မှုလုံးဝမရှိပါဘူးရှင်။ဒါအပြင်ကာလာလို့ technology အစွမ်းကြောင့်မူလဆေးရောင်အတိုင်းနှစ်ပေါင်းကြာရှည်စွာမပြောင်းလဲပဲတင့်လင်းလှပနေစေမှာပါ။